စိတ်ထဲမှာတော့တရုတ်ပြည်သွားကြတယ်ဒါပေမဲ့တကယ်ရောက်မှာတော့လောလောဆယ်တော့ပြည်တွင်းအရင်ရောက်မှာဖြစ်နေ ဟန်နီမွန်းကအဲ့ဒီမင်္ဂလာမဆောင်ခင်တပတ်အလိုမှာသွားပြလိုက်သေး လက်မှတ်မှာဖြစ်တာလက်မှတ်မှာဖြစ်တာဟန်နီမွန်းတရက်တစ်လောက်ဖြတ်ထားတာကြိုဖြတ်တာဒါပေမဲ့လေးလက်မှတ်ကလာမှားပြီးတော့ကြိုဖြတ်လိုက်တော့အမှ shopping ဖြစ်သွားချိန်ချိန်ငင်းတယ်အချိန်ချိန်တွန်းထုတ်တယ်သူကပြန်ရောက်လာတယ်သူ့ရဲ့စူးစမ်းအားထုတ်မှုကမလျော့တော့အချိန်ချိန်ပြန်ပြီးတော့ကိုတွန်းလိုက်သူကရောက်လိုက်ဆိုတော့ဇွဲစုပေါ့ပြီးတော့မှသာမချက်ကျွေးရရီးစားဘွားမှာဒီနေ့တိုင်းချက်ကျွေးရ အရန်တော့ကျူးရဲ ဝိတ်တက်လာတဲ့အဓိကတရားခံသူတနည်းတစ်မျိုးချက်ကျွေးရသူမချက်ကျွေးအဆိုင်မှာပတ်ကျွေးရအဲ့လိုငလာဆောင်မှာပတ်စီဖတ်မိရင်6လတဲ့တစ်နှစ်အတွင်းဆိုအဲ့တော့ MC ကိုလင်းခဲ့ရနော်ညီမလေးရဲ့ဖမ်းမယ်တော့အပြိုကြီးရဲ့စွန်မရမယ်ဆိုတော့ပတ်စီကလည်းဖမ်းမိစပီတီကလည်းစားတကယ်ချင်းကလည်းဝါပြီးတော့တော့ ကဲ တကယ်ချင်းကောင်းမှု ဖက်ဖ ကော က် င်း ရဲ့ ပြီး ကမကုညီမှုတွေကြောင့်ပေါ့ အမှုကြီးအဲ့ချိန်မှာယုံသွားတယ်ဟိုဒါပေမဲ့အဲ့ချိန်မှာတော့plan မချရသေးဘူးနည်းနည်းစောတယ်ပေါ့နော်တစ်နှစ်လောက်ပဲရှိသေးရဆိုဟိုနည်းနည်းလေးနောက်တစ်နှစ်လောက်ထပ်တွဲပြီးတော့မှအိမ်အောင်ပြုမယ်ပေါ့အဲ့တော့လို့စဉ်းစားတာဒါပေမဲ့တော့ဖြစ်သွားချိန်ချိန်ငင်းတယ်အချိန်ချိန်တွန်းထုတ်တယ်သူကပြန်ရောက်လာတယ်သူ့ရဲ့စူးစမ်းအားထုတ်မှုကမလျော့တော့အချိန်ချိန်ပြန်ပြီးတော့ကိုတွန်းလိုက်သူကရောက်လိုက်ဆိုတော့ဇွဲစုပေါ့ ဇွဲစုရခဲ့တာ ဇွဲ ပေါ့ စုပေါ့ ကဲအဲ့တော့ဒါရင်းလက်စီကဇွဲစုရခဲ့တဲ့အပေါ်လေခန်းစားချက်လေးပြောပြ ကိုကြည့်တယ် အဲ့လိုပါပဲ မင်း ကလာပဲရှိသေးတယ် လာပဲရှိတယ်နော်ဟုတ်လားကိုကြည့် ရှောက်ပြော စုလေးကိုရခဲ့တယ် တော်သေးရလည်းညင်းနေပြောကျွန်တော်ညင်းလို့ညင်းမှန်းတော့မသိဘူး ပြောချင်တာပြောမရရအောင်ယူမဲ့ပဲပေါ့ ဟုတ်တယ် ဘယ်စိတ်ကားလို့ဒါလုံးမယ်ဆိုရင်ဆုံးဖြတ်ထားတယ်လောက်တယ်အဲ့တစ်ခုလေးပေါ့နော်အဲ့ဒါပါပဲကိုကညင်းနေလဲတော့ညင်းလို့ညင်းမှလည်းမသိထဲပြောလည်းမရ6ပြောလည်းမရ6ပြောလည်းမရအဲ့နောက်ကျထူပြီးတာပဲအရင်ကိုချစ်ချစ်တာ ကိုမျိုးသားလေးကဘာတွေချက်တတ်သေးတာမနေ့ကတင်ထားတာဆိုတော့ပဲပြတ်တတ် သူကိုချက်တတ်တယ် ဟုတ်လား ယူပြီးတော့မှသာမချက်ကျွေးရရီးစားဘွားမှာဒီနေ့တိုင်းချက်ကျွေးရ အရန်တော့ကျူးရဲ ဝိတ်တက်လာတဲ့အဓိကတရားခံသူတနည်းတစ်မျိုးချက်ကျွေးရသူမချက်ကျွေးအဆိုင်မှာပတ်ကျွေးရအဲ့လို အခုကြတော့ သူကမအားရနေမကောင်းတာ ဟုတ်လားကိုမျိုးသားချက်ကျွေးတဲ့ဒါအရာအဟင်းနေတယ်မှာဘယ်ဟာအကြိုက်ဆုံးဖြစ်လို့ရင်းလက်က တူဘူးနဲ့မှုန်နဲ့အဲ့လိုမျိုးခူးစီနဲ့ကြော်တဲ့ဟာအဲ့ဒါအကြိုက်ဆုံးပဲအဲ့ဒါကြိုက်တယ်ပြီးတော့ဝတ်သားချက်တာလည်းကြိုက်တယ်မင်းကြော်လည်းကြိုက်တယ်ဟိုကုန်ကောင်း ကြိုက်တာ ကုန်ကောင်း ဒီလေးရောရင်းလက်ဘာချက်တယ်ဒီနေ့ပါ မိကွန်းတက်ပြီ လုံးကျွေးမှုပါရေ steaks တို့steak တွေပြီးမရှိ steak day အော် steak ရဲ့ sandwich တွေပါရ ဆန်ဒရစ်ချက်တယ်သူ့ကလို့ဘူးစားရေးလုပ်ပေးပြတာများ လွယ်လို့ လွယ်လို့အမလွယ်ပါဘူးအသားကြီးပါ2ရက်လောက်ကြိုနှက်ရတယ်သူ့ဘက်ကလည်းတီးခတ်တာလည်းတော်များဟိုတကယ်တမ်းဆိုလို့ရှိရင်ဘယ်လိုပြောရမလဲဟိုအိမ်အောင်ရှင်ဖြစ်သွားပြီဆိုလို့ရှိရင်ဘာဖြစ်ဟုတ်တော့ရှိခင်းလေးချက်ကြရမယ်တဲ့လားဝီရှော်ရမယ်အဲ့ဘာမှမလုပ်တာမှလည်းဟိုဘာမှမဖြစ်တော့ဘောနော်နောက်ဆုံးသူကိုယ်တိုင်ပဲဝင်လောက်တယ်သူကိုယ်တိုင်ဖက်ဆေးတာချက်သူပဲဆေးတယ် ကိုနောက်စီအောင်အားကိုရတယ် အခုရ ကိုကမိသားစုမှာကိုကအကြီးနေခဲ့ပေမဲ့ဒါအခုကိုကနဲ့တွေ့တယ်ခလေးလေးလို့ပြန် ဟုတ်တယ်ကိုမိသားစုမှာကိုကအကြီးလိုမျိုးထောက်လျှောက်ကိုကလုပ်ပေမဲ့သူနဲ့ကြောက်ကိုကအငယ်လိုမျိုးပဲ ရောင်းမြန်ပေါ့ကျွန်တော်ကြတုံးပြီးတော့ဒါ သူကကြီးတယ်ဖြစ်သွားသူကသူ့မမပပစီမှာစိုးခဲ့တဲ့များချီကြခဲ့များအဲကျမနဲ့တွေ့သူဝစ်လေအဲဒါဝကြီး အဲ့တော့ရောက်တာဟိုင်းညမောအောင် အဲ့ဒီမမိုးရသေးပါဘူးမိုးမဲ့ဆိုပြီးတော့ပွဲပြီးတဲ့ကဖျားတယ်အခုဒီလည်းစတိုက်ဖျားတယ်အလုပ်လေးလုပ်လိုက်ပြီးပြန်ဖျားလိုက်နေဒီလထဲမှာစေကန်3ခုလောက်ရှိပြီစေးထိုးတာလည်းဒီရှေ့ရက်မှာ3ရက်စတိုက်ထိုးတာဆိုတော့ဟန်နီကမမိုးရသေး မုန်းတော့မုန်းလိုက်တယ်ဟန်နီမွန်းကအဲ့ဒီမင်္ဂလာမဆောင်ခင်တပတ်အလိုမှာသွားပြလိုက်သေး လက်မှတ်မှာဖြစ်တာလက်မှတ်မှာဖြစ်တာဟန်နီမွန်းတရက်တစ်လောက်ဖြတ်ထားတာကြိုဖြတ်တာဒါပေမဲ့လေးလက်မှတ်ကလာမှားပြီးတော့ကြိုဖြတ်လိုက်တော့အမှ shopping ဖြစ်သွား ဟန်နီမွန်းမဟုတ်ဘဲ shopping ထွက်တယ်ပြ
ဆိုတော့၄ယောက်ဖြစ်သွား2ယောက်တည်းမဟုတ်ပဲ4ယောက်ဖြစ်သွား ထပ်ပြီးတော့ပေါ့2ယောက်ထဲကြတော့ဒါစီ တယောက် စဉ် တ တာ ည်းအခုဒီ စိတ်ကူးလေးပေါ့ မသွားသေးဘူး ဘယ်သွားခြင်းနဲ့စိတ်ကူးလေးရှိတယ်နိုင်ငံသွားခြင်း သွားရင်လာပတ်ချင်တယ်စိတ်ကူကတော့အများကြီးပဲနောက်ကဘတ်ဂျက်ကမလိုက်လာ စိ ဘူး တ်ကူကတော့လောဆယ်တရုတ်ပြည်อ่ะ စိတ်ကူကတရုတ်ပြည်ရောက်တယ်တရုတ်ပြည်သွားမယ်ပေါ့ ဟန်နီမွန်းထွက်ခြင်းတာ အလုံးထက်ချင်တယ်ဒါပေမဲ့တနေ့ပေါ့ တနေ့တနေ့ ပြောတော့ လောဆယ်ဒါယာယီပလန်ကတော့ဒါတရုတ်ပြည်ကိုသွားခြင်းတာ စိတ်ထဲမှာတော့တရုတ်ပြည်သွားချင်တယ်ဒါပေမဲ့တကယ်ရောက်မှာတော့လောလောဆယ်တော့ပြည်တွင်းအရင်ရောက်မယ်ထင်တယ် လေလေအရင်သွားပြစ်မလဲပဲ ရှိလာရတော့သွားဖို့တော့ plan ထားရတော့ရှိတယ် ဒီလိုပါပဲ ပေါ့သွားမယ် ရှောက်သွားဟုတ် ကိုကကြတော့ဒီဆွဲရလဲဝါနာပါရဲဆိုတော့ထေးပေါ့နော်ပိုးထေးကိုကိုပိုင်ဒီဇိုင်းနဲ့ကိုဆွဲရတဲ့ဒီဇိုင်းနဲ့ပေါ့နော်ထေးလေးထုတ်တယ်ရွှေလက်ဆိုတဲ့နာမည်လေးနဲ့တော်တော်များများလဲချစ်တဲ့စိတ်နဲ့ like တွေပေးကြဟို follow တွေလုပ်ပေးကြတွေ့ရတော့ရဝမ်းတာပါတယ်တချို့ဆိုလို့ရှိရင် my order pre order install ကုန်သွား pre order မှာကြာကြီးဆောက်ရခါကြလဲကြာကြီးဆောက်ပေးကြတယ်ဒီလိုများကြီးတင်ပါတယ်ဒါပေမဲ့လုပ်ငန်းလေးအခုမှဆောက်လုပ်တာဆိုတော့လေနည်းနည်းလေး run ဖို့အများကြီးလိုအပ်နေသေးတာပေါ့နော်အဲ့တော့လိုအပ်တာရှင်းလဲပြောပါကြံပေးပါအားလည်းပေးကြပါလို့ပြောချင်ပါတယ်ဟုတ် အဲ့လောက်ပဲဒီကပါမယ်အဲ့ဒါဒီကြုံပါတော့ဒီလောက်ကပါလေးတွေပြပြတင်နေပြတ်တော့ လေးပြပြချင်တယ်ဆိုအလုပ်လေးပဲ promotion ဆင်းချင်ပါတယ်အဲရွှေလက်ဆိုရဲဟိုရွှေလက် sit house ပေါ့နော်ဒီပိုးတဲ့အိမ်လေးပေါ့အဲ့ဒါလေးကိုလောလောဆယ် online ကနေပြီးတော့စပြီးလုပ်နေတယ်ကိုကလည်းဒီဟိုကိုလက်နဲ့ကိစ္စဆွဲထားတဲ့ကလုတ်တွေပေါ့နော်ကိုရဲ့ idea တွေကိုရဲ့ဟုတ်တယ်အဲဥစ္စာတွေကိုမှဟိုဒီကိုပိုင် design ကိုပေါ့ထုတ်တာဟုတ်တာဆိုကိုပိုင် design ဖြစ်တဲ့တော့ထုတ်ရတဲ့ process ကတော့ကြာပေါ့ design မကြိုက်ပြင်လိုက်မကြိုက်ရင်ပြင်လိုက်ဒါပေမဲ့ထွက်လာရင်တော့ကြိုက်ကြရဲပေါ့နော်ဟုတ် idea လေးကဘယ်သူကစား idea တော့အရှင်ဟိုးရင်တည်းကတော့လုံငယ်နှစ်တည်းကအဲ့လိုလုပ်ချင်တာပေါ့နော် ready to wear တွေပါထုတ်ချင်တာဒါပေမဲ့အဲ့လောက်ကြီးခြေလမ်းမကျဲဘူးမကျဲခါကျတော့ဟိုထိုက်တူပန်ဦးဆိုလာမြန်နေပြီးတော့မှအဲ့သမီးနဲ့ဒီလိုပိုးတဲ့လုပ်ငန်းလေးနဲ့ကြိုက်လောက်တယ်လုပ်ပါလားသမီးဆိုပြီးတော့ပြောတော့အဲ့မှာအတွေးလေးရသွားပါတော့အားလေးလည်းဖြစ်သွားပါသမီးလိုအပ်တာပြောဟိုကူညီပေးမယ်ပေါ့နော်ဆိုတော့အဲ့မှာတွေကအခြေစခဲ့တာပေါ့စခဲ့ပြီးတော့အခုဆိုလို့ရှိရင်ဒီဇိုင်းလေးထုတ်လိုက်ဆိုဒီဇိုင်း3ခုလောက်တော့ထုတ်ပြီးသွားပြီပေါ့နော်ဒီနှစ်မှာဒီဇိုင်းတစ်ခုထုတ်ထားတယ်အဲ့ဒါလည်းဟိုမကြရင်ထွက်လာတော့ပါပေါ့ဒီကတော့ limited edition လို့ဖြစ်သွားတာပေါ့ဒီဒီဇိုင်းဒီမှာပဲရနိုင်တယ်တခြားမှမရှိဘူးပြီးတော့ဟိုအစင်းနေဆိုလို့ရှိရင်လည်းသူများနဲ့မတူပဲကွဲထွက်နေတဲ့ဟာမျိုးပြီးတော့ကြီးလိုက်တာနဲ့ဟိုလှတယ်ကြိုက်တယ်ဟိုသူများတို့ဒီကိုကြိုက်တယ်ခွဲသေးလားကိုရိုင်းလောက်ထားဆိုတေချာအချိန်ကြီးဆွဲတာဖြစ်တဲ့အတွက်ပွင့်ခတ်ကလုတ်ချက်ချင်းစီအခက်ချင်းစီအားစတေချာလေးလောက်ထားပါ အားကြောင့်မလဲအချိန်တော်တော်ပေးရမယ်နဲ့တူရနော်ဒီဇိုင်းတစ်ထည့်ဆွဲပြီးဆိုရင်ဘယ်လောက်အချိန်ပေးရလဲ ကြာလာနေချီတစ်ခါကျရင်ဆွဲပြီးတော့လေအဲ့ဘာလို့နေလဲမသိဘူးဆိုပြစ်ထားလိုက်တယ်ပြီးတော့နောက်ဟိုစိတ်ကူးပန်ပြန်ပြီးတော့ပြန်ဆွဲပေါ့လို့လေးဥပမာပေါ့ဒီ collection အတွက်ဒီလောက်သတ်မှတ်ထားတဲ့ stock တွေလောက်သတ်မှတ်ထားတယ်ဆိုတော့အဲ့ဒါကိုထပ်မထုတ်ဆိုတော့အဲ့ဒီအခုလောလောဆယ်အဲ့လိုစဉ်းစားရတာပေါ့အရင်တော့ကြာ pre order တွေပါလက်ခံတယ်ဒီ design ကိုကြိုက်တယ်ဆိုရင်ပြန်ထပ်ထိုးပေးတယ်ပေါ့နော်အမေကကြာစောက်ရတဲ့ကြာချိန်ကြာတယ်ပြီးတော့ခြေလုံးတွေပါကြာတရုပ်ပြန်သွင်းရတယ်ဆိုတော့ခါရဲမှာဟိုကုန်သွယ်ရေးပါအဆင်မပြေလို့စောင့်နေရတယ်ရှိရခါဒီဘက်မှာ customer တွေအချိန်မပေးနိုင်ဘူးပေါ့နော်အားကြောင့်အဲ့လိုမျိုးလေးပြန်စဉ်းစားလိုက်တာပေါ့ stock ကိုတတ်မှတ်ရမယ်ဒီကတော့လေဟိုရလက်ထုတ်တာဈေးကြီးမှာပဲဟာဈေးကိုမမေ့သေးပဲနဲ့လေဈေးကြီးမယ်ဆိုပြီးတော့အရင်ထင်ကြရပေါ့နော်အရင်တော့အဲ့လိုမဟုတ်ဘူးပုံမှန်လို့ဟိုလူတိုင်းဝယ်ဝတ်နိုင်တဲ့အနေထားတစ်ခုရအောင်ထုတ်ထားတယ်ပြီးတော့ဒီဒီဇိုင်းနဲ့ဒီဈေးနဲ့လုံးဝဟဲ့မထင်ရဘူးဆိုတဲ့ပုံစံမျိုးဖြစ်အောင်ထုတ်ထားတယ်အသက်တာဆုံးဈေးနှုန်းနဲ့တစ်ခါဆုံးဒီဇိုင်းထုတ်ထားဖြစ်ပါတယ် အဲ့ဒီဘက်တက်ဖြစ်အောင်မလားဒါနှစ်ယောက်တွဲပြီးတော့တက်ဖြစ်မလားဘယ်လိုမျိုးလေးရှိမလဲဆိုတော့ ပညာလောကလည်းနည်းနည်းဝေးနေပြီဆိုတော့မသိသေးဘူးပေါ့နော်တက်ဖြစ်ချင်လည်းတက်ဖြစ်မှာပါဟုတ် ဟုတ်ကဲ့ပါ အဲ့တော့အကယ်ဒမီရှင်ခုံးဆိုရောဒီနေ့မှာကိုယ့်ရဲ့ညီကိုမောင်နှမတွေကဘယ်သူတွေကိုကြားထားတာမျိုးလေးရှိတယ်ပေါ့ ဒီကအရန်တော့ရတွေပဲနောက်ပိုင်းမှာခါဒီကအရန်ကောင်းတဲ့ကိုကိုတော်ကြည့်နေကြတဲ့ကိုရှိရဆိုလေထိုက်တဲ့သူရရရှိကြပါတယ်ဟုတ်